စေတပေတော်အားကိုတော်ဤနှုတ်ကပါတရားတော်အမိကတလက်သာသနာတော်ဤဧဝံလေးတဲ့တင်ကောင်းဖြန့်ဝေခြင်းအမှုတော်မြတ်ကိုချစ်မြတ်လို့ဒီစိတ်ကိုပေးတော်မူခဲ့ပါစေယေရှုခရစ်တော်ဖျားရှင်ဤဒုက္ခခံခြင်းနဲ့ပေါင်းဆက်ပြီးမိမိဤကားတိုင်းခေတိုင်းကျမ်းမာပျော်ရွှင်စွာစိတ်တခွန်အားပြေဝစွာဖြင့်ထမ်းဆောင်နိုင်ရန်လိုအပ်သောခွန်အားကျေးဇူးတော်တပည့်တော်အားပေးသနာတော်မူပါထိုအမှုတော်တွေ့တပည့်တော်ကိုနားထောင်ခြင်းဤပါရမီပေးပါမိဘစရိယာတန်ခါမိတ်ဆွေတို့ဤစကားကိုချစ်ခြင်းမြတ်တာတော်ဖြင့်ထွေးပိုင်ရင်နားထောင်ခြင်းသည်စိတ်နှလုံးအေးချမ်းသာစေပြီးခရစ်တော်ဖျားဤမြတ်တာတော်ကိုဖော်ပြနေခြင်းဖြင့်နားထောင်ခြင်းသည်သိခံခြင်းခွင့်လွှတ်ခြင်းနဲ့ဆက်ဆက်နေပါစေအခြားသူတစ်ပါးဤအကျဉ်းစကားအပြုအမူများကိုစိတ်ရှိစွာခံယူခြင်းဖြစ်ပြီးအပြစ်အနာစာများကိုခွင့်လွှတ်ပေးခြင်းသည်နားထောင်ခြင်းဤပြေဝသောစဖွေထိုနားထောင်သူဤစိ